တဲ့တဲ့ပြောရရင်တော့လောဘဒေါသအားလျော်စွာအဲ့ဒီအချိန်မှာဖြစ်တဲ့ကိလေသာရဲ့ခိုင်းရှည်မှုဟာဒကာမတို့ဦးဇင်းတို့ဘဝမှာအရေးကြီးနေတာပဲဟုတ်တယ်မဟုတ်လားအဲ့ဒါမြတ်စွာဘုရားကတော့ကိလေသာခတ်သိမ်းကုန်ငင်းပြီးတော့မှန်ကန်တဲ့အမြင်ကိုအခြေခံပြီးတော့ပြောထားတယ်ဘဝမှာအရေးအကြီးဆုံးကသစ္စာလေးပါးကိုသိဖို့ပဲလောင်းနေတဲ့မီးကိုလင်းလျူရှုပြီးတော့သစ္စာလေးပါးကိုသိအောင်လုပ်ပါလို့ဟောထားတဲ့ဒေသနာတော်ကိုတိတိကျကျစဉ်းစားကြည့်ပါဘာအရေးကြီးဆုံးလဲဆိုတာပေါ်မလာဘူးလားပေါ်လာတယ်သစ္စာလေးပါးကိုသိဖို့သာလျှင်အရေးအကြီးဆုံးအဲ့ဒါဦးဇင်းတို့စေလသုတ်တံမှာတွေ့ရတဲ့စကားတော်ပေါ့နော်နောက်ပြီးတော့ဦးဇင်းတို့တတ္ထိတတသုတ်တံဆိုတာရှိတယ်တတ္ထိတတဆိုတာကလှံပေါင်း100လို့အဓိပ္ပာယ်ရတယ်တတ္ထိတတတတ္ထိဆိုတာကလှံပေါ့တတဆိုတာက100လှံပေါင်း100အဲ့ဒီမှာယဟန်တော်တွေကိုမြတ်စွာဘုရားဘာဟောတယ်ဆိုတော့ချက်သားတို့တဲ့တစုံတယောက်သောပုဂ္ဂိုလ်ကမင်းမနဲ့ခင်းမှာလှံပေါင်း100နဲ့အချက်ပေါင်း100လှံအချက်ပေါင်း100ဖြစ်မင်းအနှိမ့်ဆက်ခံရမယ်နေ့လည်ခင်းမှာပဲလေလှံအချက်ပေါင်း100ဖြစ်မင်းအထိုးဆွားခံရမယ်ညနေခင်းမှာလည်းပဲလှံအချက်100ဖြစ်မင်းအထိုးဆွားခံရမယ်အဲ့ဒါဘလောက်ကြာကြာအထိုးခံရမှာလဲဆိုရင်နှစ်ပေါင်း100တဲ့အသက်100အသက်ရှည်တဲ့လူပေါ့အဲ့ဒါတရက်ကိုလှံချက်300ပေါ့နော်တရက်ကိုလှံချက်300နှစ်ပေါင်း100မင်းအထိုးခံလို့အဲ့ဒီပုဂ္ဂိုလ်ကမင်းဒီလိုသာလှံနဲ့တရက်ကိုအချက်300နှစ်ပေါင်း100အထိုးခံမယ်ဆိုလို့ရှိရင်မင်းသစ္စာလေးပါးသိရလိမ့်မယ်လို့တစုံတယောက်ကလာပြောမယ်ဆိုရင်အဲ့ဒါဝမ်းမြောက်ဝမ်းသာလှံအထိုးခံလိုက်ပါတဲ့မြတ်စွာဘုရားကနော်တရက်ကိုအချက်300နှစ်ပေါင်း100အထိုးခံလိုက်ပါတန်နေတဲ့ဒါဥစဉ်ကအရက်စကားလေးနဲ့နားလည်အောင်ပြောတာနော်တန်နေတဲ့သစ္စာလေးပါးကိုသိမယ်လားဆိုလို့ရှိရင်တရက်ကိုလှံအချက်300နှစ်ပေါင်း100အထိုးခံလိုက်ပါဘာဖြစ်လို့လဲဆိုတော့တကယ်လို့သာသစ္စာလေးပါးကိုမသိဘူးဆိုလို့ရှိရင်နောင်လာမယ့်အနာဂတ်သို့မဟုတ်အတိတ်ကာလတုန်းကဖြစ်ခဲ့တဲ့အရာတွေကိုမှန်းဆကြည့်ပြီးတော့နောင်လာမယ့်အနာဂတ်မှာဒုက္ခတွေဘလောက်ကြံသေးတယ်ဆိုတာကိုပိုင်းခြားလို့မရလို့ပဲတဲ့။ခေါင်းအခါခါပြက်ပြီးတော့သေရတာတွေလှန်ထိုးခံရလို့ဓာတ်ခုတ်ခံရလို့ပေါ့စိန်နဲ့ခုတ်ခံရလို့သေရတဲ့ဘဝတွေအဲ့ဒါတွေကဒီနှစ်တရက်ကိုလှန်ချက်300တဲ့အများကြီးချိုးလိုက်ပဲ။ဒါကြောင့်ဒီလိုလှုပ်လို့သစ္စာလေးပါးကိုသိမယ်ဆိုလို့ရှိရင်ဝမ်းမြောက်ဝမ်းသာလက်ခံလိုက်ပါတဲ့အဲ့ဒါကိုစင်စင်ရရဖြစ်တယ်လို့မပြောသင့်ဘူးတဲ့အဲ့ဒါချမ်းသာတယ်လို့တောင်ပြောသင့်တယ်တဲ့အဲ့လိုတောင်ပြောထားတာဟုတ်လားအဲ့တော့ဒီဒေသနာကဒကာဓမ္မတို့ဦးရှင်တို့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေရဲ့ပုံမြတ်စွာဘုရားရဲ့တပ္ပညုတဉာဏ်တွေကိုယုံကြည်တဲ့တပ္ပညုတဉာဏ်ကိုယုံကြည်တဲ့တတ္တတရားကိုအခြေခံမှစိတ်ထဲမှာလေးလေးနက်နက်ခံစားလို့ရမှာနော်ဟိုဦးဇင်းတို့အနမ္မတကတန်ယုတ်ဆိုတာရှိတယ်အဲ့ဒါကတော့သစ္စာတန်ယုတ်ထဲမှာမဟုတ်နိဒာနဝကတန်ယုတ်ပါဠိတော်မှာလာတယ်အနမ္မတကတန်ယုတ်တဲ့အနမ္မတကဆိုတာကရှည်လျားလှစွာသောတန်တရားကာလနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့သုတ်တန်တွေပေါ့ကိုယ့်ရဲ့တန်တရားရဲ့အစကိုမသိနိုင်မမြင်နိုင်တော့အောင်ကိုရှည်လျားလှပြီအဲ့ဒီအချက်တွေနဲ့ဟောထားတဲ့သုတ်တန်ရှိတယ်အဲ့ဒီအနမ္မတကတန်ယုတ်မှာလာတဲ့စကားတွေနဲ့ဒီဒေသနာတော်ကိုနှိုင်းယှဉ်ပြီးတော့ဆက်ပြီးတော့နားလည်မယ်ဆိုရင်ပို့ပြီးတော့အရသာရှိမယ်ဘုရားတို့အနမ္မတကတန်ယုတ်မှာအဖေသေးလို့အမေသေးလို့ဖြစ်ရဘဝရရခန္ဓာမှာကိုချစ်တဲ့မြတ်နိုးတဲ့ပုဂ္ဂိုလ်တွေနဲ့ကိုယ်ကွင်းရလို့ငိုကြွေးလို့ကြလာတဲ့မျက်ရည်တွေဟာစုထားလို့မြန်ရမယ်ဆိုရင်သမုဒ္ဒရာ၄၀တွေကရည်တဲ့များတယ်ဆိုပြီးတော့အတုသုတ်တံမှာဟောထားတာရှိတယ်။နောက်ပြီးတော့ဦးဇင်းတို့ခီရသုတ်တံမှာအမျိုးမျိုးသောအမေတွေရဲ့နှုတ်ကိုစို့ကြရတာအဲ့ဒီနှုတ်ရည်တွေဟာသမုဒ္ဒရာရည်တဲ့များတယ်။တိရစ္ဆာန်ဖြစ်တော့လဲတိရစ္ဆာန်အမေရဲ့နှုတ်ကိုစို့မှာပေါ့ဗျာလူဖြစ်တော့လဲလူရဲ့အမေရဲ့နှုတ်ကိုစို့မှာပေါ့အဲ့ဒီနှုတ်ရည်တွေဟာသမုဒ္ဒရာ၄၀မှာရှိတဲ့ရည်တွေထက်များတယ်တဲ့ပုဂ္ဂလသုတ်တံမှာတော့ဒီကကဘာမှာဖြစ်တဲ့ဘဝမှာတောင်ဒါအယိုးရှိတဲ့ဘဝအယိုးမရှိတဲ့ဘဝမပါသေးဘူးနော်အဲ့ဒီအယိုးတွေကိုစုထားလို့ရမယ်ဆိုရင်ဝေပုံလတောင်ထက်တောင်မြင့်မယ်လို့မြတ်စွာဘုရားဟောထားတာလည်းရှိတယ်အထူးသဖြင့်ဦးဇင်းတို့ထိတ်လန့်စရာကောင်းတဲ့သုတ်တံတစ်ခုကတော့တိန်သမတ္တသုတ်တံဆိုတာရှိတယ်ပါဝေယကယဟန်၃ကျိတ်ကိုမြတ်စွာဘုရားဟောထားတာအဲ့ဒီသုတ်တံမှာဘာဟောထားတယ်ဆိုတော့ချက်သားတို့တဲ့အဝိဇ္ဇာနဲ့တဏှာကိုအခြေခံထားတဲ့ချက်သားတို့တွေအတွက်တန်တရားကာလတည်ရှည်လျားခဲ့လှပြီဘလောက်ထိရှည်လျားလဲဆိုလို့ရှိရင်တဲ့တစုံတစ်ခုသောတချို့သောဘဝမှာခေါင်းအဖြတ်ခံရလို့အဲ့ဒီခေါင်းပြက်ရာကယိုကျတဲ့သွေးဟာ
သမုဒ္ဒရာလေးခြင်းမှာရှိတဲ့ရေထဲများတယ်လို့ဟောတယ်အဲ့ဒီမှာတော့မြတ်စွာဘုရားကအသေးစိတ်လေးနည်းနည်းဟောတယ်ဗျဦးဇင်းတို့နွားဖြစ်လို့နွားကောင်းကိုဖြတ်ခံရတယ်ကျွဲဖြစ်တော့ကျွဲကောင်းကိုဖြတ်ခံရတယ်အဲ့ဒီချိန်မှာယူကြတဲ့သွေးနော်သို့တို့စိတ်တို့ကြက်တို့ဝက်တို့သမင်တို့မြတ်စွာဘုရားအဲ့ဒီမှာဟောထားတယ်အဲ့ဒါလိုယုံညံ့တဲ့ဘဝတွေတရားဓမ္မတို့ဦးဇင်းတို့ရောက်ပြီးတော့လူသားတွေရဲ့အနိုင်ကျင့်ကိုခံရလို့တပ်ဖြတ်ခံရတာတွေကမရှိဘူးလားတလိษံအချင်းချင်းနိုင်ရစားလောကဖြစ်တဲ့အတွက်ကြောင့်အာကြီးတဲ့တတ္တဝါကအားငယ်တဲ့တတ္တဝါကိုစားလို့လေပင်ကပေါက်ကြလို့ထွက်ကြလာတဲ့သွေးတွေကမရှိဘူးလားရှိတယ်အဲ့ဒီသွေးတွေကိုသာစုထားလို့ရမယ်ဆိုရင်သမုဒ္ဒရာလေးခြင်းမှာရှိတဲ့ရေထဲများတယ်တဲ့ကဲအဲ့တော့ခုနတုန်းကတရက်ကိုနှမ်းချက်300နှစ်ပေါင်း100အထိုးခံလိုက်ပါတစ္ဆာသိမယ်ဆိုရင်ဆိုတဲ့စကားဟာယုတ်တိရှိမသွားဘူးလားရှိသွားတယ်အဲ့ဒီအနမတကဒေသနာနဲ့နှိုင်းရှင်ပြီးတော့နားလည်ကြည့်ဖို့ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ဘေးသက်ပေါင်းသူတော်ကောင်းတို့အဲ့ဒီလိုတစ္ဆာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့စိတ်ထဲမှာဘလောက်အရေးကြီးတတ္တဝါတွေကိုသိဖို့လိုအပ်တယ်လဲဆိုတဲ့ဟောပြောချက်တွေကိုဒါစိတ်ထဲမှာဦးဇင်းတို့ရဲ့ခေါင်းထဲမှာစုမိတာလေးတွေကိုဒါဘေးသက်ပေါင်းသူတော်ကောင်းတို့ကိုပြောပြတာဟုတ်ရဲ့လားအေးဒါကြောင့်ဒီတစ္ဆာ၄ပါးကိုသိဖို့အတွက်တစ္ဆာ၄ပါးကိုသိအောင်လုပ်နိုင်တဲ့ဘဝတစ္ဆာ၄ပါးကိုသိအောင်လုပ်နိုင်တဲ့အခြေအနေကောင်းလေးတရားဓမ္မတို့ဦးဇင်းတို့အခုကြုံနေတယ်အဲ့ဒီကြုံနေတဲ့အခိုက်မှာအာကျိုးမှန်တဲ့ကြိုးစားလိုက်ဖို့မလိုဘူးလားလိုတယ်ဒါခုနတုန်းကပြောခဲ့တဲ့စကားအစင်တွေဟာတို့ကြိုးကြိုးစားစားလုပ်ရမယ့်အချိန်ဆိုတာလေးကိုတွေးမိဖို့တွန်းအားပေးမဲ့စကားတွေကြီးပါပဲဟုတ်တယ်မလားအခုဦးဇင်းပြောလိုက်တာတွေဟာတစ္ဆာ၄ပါးကိုသိဖို့အတွက်တို့လှုပ်ချိန်တန်ပြီးပေါ့ပေါ့ရော့ရော့နေဖို့အချိန်မဟုတ်ဘူးဆိုတဲ့အတိတ်ပဲကိုတက်ရောက်ဖို့ပြောနေတာပဲမဟုတ်လားအေးအဲ့တော့ဦးဇင်းတို့ဒီအခွင့်အရေးတစ္ဆာ၄ပါးကိုသိအောင်လုပ်နိုင်တဲ့အခွင့်အရေးဆိုတာလေးနဲ့ပတ်သက်ပြီးတော့လည်းပဲဒီတစ္ဆာတန်ရုပ်မှာဦးဇင်းတို့စိတ်ကလယုဂတုတ်တံဆိုတာရှိတယ်တုတ်တံရဲ့နာမည်လေးတွေကိုလည်းဦးဇင်းကဘ ഹു တုဒ္ဒပြောစီခြင်းလို့ပေတ္တတို့ကိုပြောနေတာဟုတ်လားဒီဟာကပေတ္တတို့ကကြားဖို့ပြီးသားလိတ်ကန်းထဘိုးပေါက်ဆိုရင်ဒါကြားဖို့သွားပြီသိသွားပြီဟုတ်တယ်မဟုတ်လားအဲ့ဒါသူကအဲ့ဒီတုတ်တံကပထမတုတ်တံဒုတိယတုတ်တံလို့နှစ်ခုရှိတယ်ပထမတုတ်တံကျတော့ဘာဟောထားတုံးဆိုတော့ယဟန်တော်တွေကိုစိတ်သားတို့တဲ့သမုဒ္ဒရာထဲမှာမျက်စိနှစ်ဖက်အစုံပြက်နေတဲ့လိတ်ကန်းတစ်ကောင်ရှိတယ်ဆိုကြပါစို့တဲ့အဲ့ဒီလိတ်ကန်းကြီးကသမုဒ္ဒရာရေမျက်နှာပြင်ပေါ်ကိုနှစ်100ရှိမှတစ်ကြိမ်ပဲတက်တယ်နှစ်100မှတစ်ခါပဲပေါ်တယ်ပေါ့သူကအဲ့ဒီသမုဒ္ဒရာထဲကိုအပေါက်တစ်ပေါက်ရှိတဲ့တဘိုးပြားတစ်ချောင်းကိုပြစ်ချလိုက်တယ်တဘိုးပြားဆိုတော့ရေပေါ်မှာပေါ်လောနဲ့လေငင်ရာလှိုင်းပုတ်ရာကိုမျိုးချင်းရာမျိုးမှာပေါ့ဥတီခြင်းမရှိအဲ့ဒီတဘိုးပြားရဲ့အပေါက်ထဲကိုမျက်စိနှစ်ဖက်ကန်းနေတဲ့လက်ရဲ့ခေါင်းဟာစွတ်မိဖို့ဆိုတာလွယ်ကူသလားလို့မေးတာအဲ့တော့ယဟန်တော်တွေကမလွယ်ပါဘူးဗျာတဲ့သမုဒ္ဒရာကြီးကလည်းအကျယ်ကြီးလေကန်းကြီးကလည်းရေထဲမှာသွားခြင်းရသွားမယ်ပြီးတော့ပေါ်တာကလည်းနှစ်100ကျမှတစ်ချိန်ပဲပေါ့ပဲဒီတဘိုးပြားရဲ့အပေါက်ရှိတဲ့တဘိုးပြားကလည်းလွင့်ညံလွင့်မျောခြင်းရမျောမယ်ဘယ်အချိန်မှသူတို့နှစ်ခုတိုက်ဆိုင်မယ်ဆိုတာကတော်တော်ကိုခံမှန်းရခက်တဲ့ကိစ္စမလွယ်ပါဘူးဗျာတဲ့အဲ့ဒီမျက်စိနှစ်ဖက်အစုံပြက်နေတဲ့လေကန်းကြီးထိုးပြားကိုစွတ်မိဖို့မလွယ်ပါဘူးတဲ့အဲ့ဒီဥပမာတိုင်းပဲရှင်သားတို့တဲ့အကယ်၍အပယ်၄ပါးဆိုတာကိုရောက်သွားပြီဆိုလို့ရှိရင်တဲ့အဲ့ဒီအပယ်၄ပါးကပြန်ပြီးတော့လွတ်မြောက်ဖို့ဆိုတာအင်မတန်ခဲရင်းနေတဲ့အဲ့ဒါကိုပြောခြင်းလို့အဲ့ဒီဥပမာကိုပေးတာဘာဖြစ်လို့အပယ်ဘုံရောက်သွားရင်လွတ်မြောက်ဖို့ခဲရင်းတယ်လို့ပြောရတယ်လဲဆိုလို့ရှိရင်အပယ်ဘုံဒီနိုင်ရာစားဖြစ်တယ်တဲ့ကုသိုလ်ဖြစ်ခွင့်သိပြီးတော့မရှိဘူးအကုသိုလ်တွေနဲ့ပဲအချိန်ကုန်တဲ့ဘုံဘဝဘုံဌာနမျိုးဖြစ်တယ်ဒါကြောင့်အင်မတန်ညှဉ်းနှွမ်းတဲ့အင်မတန်ရုပ်ညံ့တဲ့တတ္တဝါတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ပြန်ပြီးတော့လွတ်မြောက်ဖို့ဆိုတာတော်တော်ကြီးကိုခဲရင်းတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါပထမသုတ်တံမှာအဲ့လိုဟောတာဒုတိယသုတ်တံကျတော့အဲ့လိုမဟုတ်အဲ့ဒီလိတ်ကန်းနဲ့ထိုးပြားပေါက်ကတော့တူတယ်နော်လိတ်ကန်းကလည်းသွားခြင်းရသွားမယ်ထိုးပြားပေါက်ကလည်းမျောခြင်းရမျောမယ်နှစ်ပေါင်း100ကျမှလိတ်ကရေမျက်နှာပြင်ပေါ်ကိုတက်မယ်သူတို့တွေ့ပြီးတော့စွတ်မိဖို့ဆိုတာအကြောင်းညီညွတ်မှတကယ်ကိုအကြောင်းညီညွတ်မှဖြစ်နိုင်တဲ့ကိစ္စအဲ့မှာမြတ်စွာဘုရားဘာဆက်ပြောလို့ဆိုချက်သားတို့တဲ့လောကကြီးမှာလူအဖြစ်ကိုရဖို့ဆိုတာတကယ်ကိုအကြောင်းညီညွတ်မှရတာပါတဲ့ဟောသောတော်တော်ကအပေလေးပါးကရောက်သွားရင်လွတ်မြောက်ဖို့ခဲရင်းတယ်ဆိုတာကိုဥမာပေးတာနော်အခုကကြတော့ဘာလို့လူဘဝရဖို့ဟာအဲ့ဒီလိတ်ကန်းကြီးဟာထိုးပြားပေါက်ကိုစွတ်မိဖို့တဲ့ခဲရင်းတယ်ဆိုတဲ့အတိတ်ပဲ
နော်လူဘဝဟာလည်းပဲအကြောင်းညီညွတ်မှရနိုင်တာဖယားအဖြစ်ဖယားပွင့်တယ်ဆိုတာကလည်းတကယ်ကိုအကြောင်းညီညွတ်မှပွင့်နိုင်တာခဲရင်လွန်းနေပေါ့နော်အဲ့လိုဖယားပွင့်ပြီးတော့ဒီဓမ္မဝိနည်းကိုနာကြားခွင့်ရဖို့ဓမ္မဝိနည်းထွန်းကားဖို့ဆိုတာကလည်းတကယ်ကိုအကြောင်းညီညွတ်မှဖြစ်နိုင်တာပါတဲ့ခုဒီကဓမ္မတို့ဦးဇင်းတို့အကြောင်းတွေကတကယ်ကိုညီညွတ်နေတဲ့အချိန်ပါပဲတကယ်ကိုညီညွတ်နေလို့ဒကာဓမ္မတို့ဦးဇင်းတို့အတွက်ကိုလုပ်မယ်ဆိုရင်မမျှော်မှန်းနိုင်တဲ့အကျိုးကျေးဇူးတွေရနိုင်တဲ့အခွင့်အရေးကိုဒါလက်ဆုပ်လက်ကင်ရထားတာပဲဒီအခြေအနေမျိုးမှာဒီအခွင့်အရေးနဲ့တန်တဲ့အလုပ်ကိုလုပ်မလားသို့မဟုတ်ဒီအခွင့်အရေးနဲ့မတန်တဲ့အလုပ်ကိုလုပ်မလားဆိုတာကတော့ကိုယ့်ရဲ့ယုံကြည်မှုတရားတရားကိုယ့်ရဲ့သိတဲ့ဉာဏ်ပညာကိုယ့်ရဲ့လုံလဝရိယဒါတွေပေါ်မှာမူတည်တာပေါ့နော်ခုဒါဦးဇင်းတို့ပြောတာတွေဟာတရားတရားတွေကိုတိုးစေဖို့လုံလဝရိယကိုမြင့်စေဖို့ဩဒါဒီလိုရှိတဲ့ဆိုတဲ့အသိဉာဏ်ကိုကြီးစေဖို့ဒါဦးဇင်းတို့လည်းပြောကြရတယ်တရားဓမ္မတို့လည်းနားထောင်ကြရတယ်ဒါဒီပိဋကတ်ထဲမှာဆွန့်ပေါက်အောင်လှုပ်သွားမဲ့လူမပါဘူးလို့ပြောနိုင်မလားဟောဦးဇင်းကတော့ဒါတခါတလေစဉ်းစားမိတယ်ဒီတဲကကိုယ့်ထက်အများကြီးတာတဲ့လူတွေအများကြီးပေါ်မလာဘူးလို့လည်းမပြောနိုင်ဘူးလို့အဲ့ဒီအတွေ့လည်းရှိတယ်ဟုတ်လားလူတွေရဲ့ပါရမီဆိုတာကသိဆန်းတာဗျအခုလုံးလုံးစဲအနေအထားအမြင်လောက်ကိုကြည့်ပြီးတော့ဒီလူဟာဘယ်အဆင့်မှလို့သတ်မှတ်ဖို့ဆိုတာသိခဲရင်လေဟုတ်လားအတွင်းမှာသူဘာတွေလုပ်ခဲ့တယ်ဆိုတာဘယ်သူမှသိနိုင်တာမဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့လေးနဲ့တဲ့မြင့်မြတ်တဲ့အရေးကြီးတဲ့တရားဒေသနာတော်တွေကိုနာယူဖို့ကောမလိုဘူးလားလိုတယ်ခုမြတ်စွာဘုရားကဒါအခွင့်အရေးနဲ့ပတ်သက်ပြီးတော့လက်လွတ်သွားမှာဆိုလို့အမျိုးမျိုးသောဥပမာတွေနဲ့မြတ်စွာဘုရားကပြောတာခုဦးဇင်းတို့ပြောနေတဲ့ဒီတရားဒေသနာတော်တွေကိုပိဋကပေါင်းသူတော်ကောင်းတို့တေချာစဉ်းစားကြည့်ဥပမာမပါတဲ့ဒေသနာရဲ့လို့ကိုမရှိသလောက်ပဲမြတ်စွာဘုရားမို့ဟောတတ်တာနော်ဥပမာမပါတဲ့ဒေသနာမရှိသလောက်ပဲနော်အကုန်လုံးဥပမာတွေနဲ့ကြီးပြောနေတာဟုတ်တယ်မဟုတ်လားအခုလည်းပဲရရှိထားတဲ့အခွင့်အရေးရဲ့ရနိုင်ခဲ့တဲ့အကြောင်းတရားတွေတကယ်ညီညွတ်မှဖြစ်တယ်ဆိုတဲ့ကိစ္စကိုပုံပေါ်အောင်ပြောလိုက်တာဟုတ်ရဲ့လားဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရနေတဲ့အခွင့်အရေးကိုထိထိမိမိအသုံးချဖို့အရေးမကြီးဘူးလားအရေးကြီးတယ်အနှစ်ချုပ်ပြီးတော့ပြောရရင်တော့ဘဝမှာသစ္စာလေးပါးကိုသိဖို့ရဟာအရေးကြီးဆုံးလို့ပြောတာပါအဲ့ဒီအရေးအကြီးဆုံးဖြစ်တဲ့သစ္စာလေးပါးကိုသိကျင်တယ်ဆိုရင်ဘယ်လိုလုပ်မလဲတရားရဲ့ဏိဂုံးပိုင်းရောက်လာပြီအဲ့ဒီတရားရဲ့ဏိဂုံးပိုင်းကိုတော့ဦးဇင်းတို့သူရိယသုတ်တန်နဲ့အဆုံးသတ်ချက်လေသူရိယဆိုတာနေမင်းပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားဘာဟောထားလဲဆိုတော့စိတ္တတို့တဲ့အရုံတက်လာပြီဆိုရင်တော့တေချာပေါက်ခဏနေရင်နေထွက်တော့မှာပါတဲ့အဓိပ္ပာယ်ကနေမထွက်ခင်မှာနေရဲ့ရှေ့ပြေးအရုံရောင်ဆိုတာလေးကပဇွန်စီရောင်လေးတမ်းမလာဘူးလားအဲ့ဒါဆိုရင်တော့နေထွက်တော့မယ်သိမကြတော့ဘူးဟုတ်တယ်မဟုတ်လားအရုံရောင်ဟာနေရဲ့ရှေ့ပြေးပုဗ္ဗနမိတ်ပေါ့နော်ပုဗ္ဗနမိတ်အဲ့ဒီအရုံရောင်လာပြီးရင်နေတေချာပေါက်ထွက်မှာဆိုတာမျိုးလိုပဲတဲ့တကယ်လို့သစ္စာလေးပါးသိခြင်းဆိုတဲ့နေမင်းကြီးရဲ့ရှေ့ပြေးပုဗ္ဗနမိတ်အရုံလာတယ်ဆိုတာရှိတယ်အဲ့ဒီအရုံဆိုတာဘာလို့ဆိုရင်တမ္မာဒိဋ္ဌိပဲတဲ့တမ္မာဒိဋ္ဌိဆိုတာကအရုံရောင်နဲ့တူတယ်သစ္စာလေးပါးကိုသိခြင်းဆိုတဲ့မဲ့ညာကနေထွက်တာနဲ့တူတယ်လို့အကျေချက်ပြီးတော့နားလည်ရမှာနော်တခါကြီးမိုက်ပြဟုတ်လားအရုံလာပြီဆိုရင်နေထွက်မယ်တမ္မာဒိဋ္ဌိဖြစ်ပြီဆိုရင်တော့သစ္စာလေးပါးကိုသိတော့မယ်အဲ့ဒီတမ္မာဒိဋ္ဌိဒီပင်လင်သစ္စာလေးပါးသိခြင်းရဲ့အကြောင်းလို့ပြောလို့မရဘူးလားရတယ်အဲ့တော့တမ္မာဒိဋ္ဌိကအရေးကြီးတဲ့အနေအထားကိုရောက်မလာဘူးလားအရေးကြီးတဲ့သစ္စာလေးပါးကိုသိဖို့အတွက်တကယ်အဓိကကြတဲ့အခရာကြတဲ့အကြောင်းတရားဖြစ်နေတာကိုအဲ့တော့တမ္မာဒိဋ္ဌိဆိုတာဘာတော့ဦးဇင်းတို့တရားပွဲတိုင်းလို့မပြောတဲ့တရားပွဲလို့မရှိသလောက်ပါပဲဒီတမ္မာဒိဋ္ဌိရဲ့အကြောင်းတမ္မာဆိုတာကမှန်ကန်တာဒိဋ္ဌိဆိုတာကအမြင်မှန်ကန်တဲ့အမြင်ဒီသစ္စာလေးပါးကိုသိရင်လည်းပဲဒါတမ္မာဒိဋ္ဌိပါပဲအနုဘောဓဉာဏ်နဲ့တွေ့တော်နေတယ်မှန်ဆနေတယ်သိနေတယ်ဟုတ်လားသို့တော့ဒီနေရာမှာဦးဇင်းတို့တမ္မာဒိဋ္ဌိဆိုတာဘာလဲဆိုလို့ရှိရင်မမြဲတာကိုမမြဲဘူးလို့သိရင်အဲ့ဒါတမ္မာဒိဋ္ဌိပဲဦးဇင်းတို့တန်ရုပ်ပါဠိတော်မှာမမြဲတည်တာလည်းဖြစ်သောယုတ်တရားကိုမမြဲဘူးလို့သိရင်အဲ့ဒါတမ္မာဒိဋ္ဌိလို့မှတ်ရမမြဲတည်တာလည်းဖြစ်သောခံစားချက်တို့ကိုမမြဲဘူးလို့သိရင်အဲ့ဒါတမ္မာဒိဋ္ဌိအဲ့လိုပဲမှတ်သားမှုတင်ညာစိစောမှုသင်္ခါရသိမှုဝိညာဉ်ခန္ဓာ၅ပါးပေါ့နော်အဲ့ဒီခန္ဓာ၅ပါးဖြစ်ပေါ်လာတဲ့သောယုတ်ဓာတ်နံဓာတ်သဘာဝတရားမှန်သမျှတို့ဒီမမြဲဘူးဆိုတဲ့သူတို့ရဲ့အမှန်တရားကိုတရားဓမ္မတို့ဦးဇင်းတို့သိမယ်ဆိုလို့ရှိရင်အဲ့ဒါဘာခေါ်မလို့တမ္မာဒိဋ္ဌိ
အဲ့ဒီတမ္မာဒိဋ္ဌိကတော့စိတ်ထဲမှာတကယ်ကိုကျွမ်းကျွမ်းကျင်ကျင်တရားဓမ္မတို့ဥရှင်တို့စာပေအရာပရိယတ္တိအရာကိုသိထားတဲ့နဲ့ကိုယ်တိုင်ဉာဏ်နဲ့လည်းပဲကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေဟာချုပ်ပြောက်သွားနေတယ်ဆိုတဲ့အချက်ကိုရှင်းရှင်းလင်းလင်းသိထားအောင်တော့ကြိုးစားဖို့မလိုဘူးလား